ဒီနေ့အကြိုက်ဆုံးဟင်းတစ်ခွက်ပါတယ်ကွာဒီမှာပစိုးနေกินနေပြီဘာချက်မယ်လို့ထင်လဲဒီမှာကလော်သီးတွေပါမီးတွေပါဖုတ်နေပြီကွယ်ဒီနေ့ကတော့ထုံးစံတိုင်းပဲဟင်းရစုံလေးပဲဒီမှာမင်းကတော့ငပိရေပစိုးအကောင်ကြီးနဲ့ဒညင်းသီးနဲ့ညုတ်သီးတွေနဲ့ဒါကကြတော့ပိတ်နေသီးရခိုင်ချက်တဲ့ငချောက်ကြော်ရဲ့မပါမဖြစ်ကစိုးရဲကြော်ရဲ့တို့စီကတော့ဒီမှာအစုံအလင်ပါပဲရိုးရမပြတ်ပေါ်လေးနေ့တိုင်းအစုံအလင်ပဲဒီမှာဒီနေ့ဆိုရင်မင်းကတော့ငပိရေနဲ့စားမှာကွာအရန်ကိုစားလို့ကောင်းတယ်ထမင်းနှစ်ပတ်ကန်ကုန်နေတော့ဒီနေ့လေတဲ့လားလို့မေးရင်တော့ကျမအနေနဲ့ကတော့မတဲ့ဘူးဘာလို့အစာရီသမားဖြစ်တဲ့အတွက်မစားတာအကောင်းဆုံးပါပဲဒါပေမဲ့ကျမအခုအစာရီထနေတဲ့အနေထားမဟုတ်ဘူးဆိုတော့ကျမစားလို့ရတယ်စားပြီးတော့ဆေးလေးနည်းနည်းလေးမှီဝဲပေါ့ကွယ်အများကြီးလည်းစားတာတော့မဟုတ်ပါဘူးတော်ရုံသိအောင်လားစားတာဆိုတော့အဆင်ပြေပါတယ်ငပိယူတဲ့မှာပစွန်အကောင်လိုက်ကြီးလည်းပါတယ်ပြီးတော့ဒညင်းသိနေဆိုတော့အရန်ကိုသဘောကျတယ်အထဲထဲရတယ်လေပြီးတော့တို့ဆရာလည်းအစောအလင်းပိန်းနေသေးကိုလည်းရခိုင်ချက်ချက်တာတယ်အရင်တော့မဆက်ဘူးကျမစားလို့ရအောင်လို့အဆက်တော်တော်လေးကိုပေါ့ထားပေးတယ်ငပိရီချိုတပွဲနဲ့တို့ဆရာနဲ့ကိုထမင်းရပြီးနေပြီနောက်တစ်ပိုင်ငယ်ကြားမှာငါးကြော်တွေတခြားဟာတွေထည့်ပြီးစားတာဘာလို့ဆိုတော့ငပိရီချိုထဲမှာလည်းပစွန်ပါတော့လေတော်တော်လေးကိုစားလို့ကောင်းတယ်အရင်တော့အဲ့လိုမျိုးသားဆိုရင်တော့ကလော်သီးပါကြိုက်မှာအခုကျတော့အဲ့ဒါတွေကြိုက်လို့မရဘူးဒီဟာစားရတာတော့ကန်ကောင်းနေတာ